AOD စကန်ဖောက်မှာပေါ့နော်ခေါင်းကြီးတို့ကျွန်တော်စကူးဆိုရင်တော့ diamond က6100 ticket က34ကတ်နဲ့ကျွန်တော် diamond ဘလောက်ကုန်လဲဆိုတော့စမယ်ခေါင်းကြီးတို့ let's go ဘာမှတော့ပေါ့ဘူးကဒီပွာလေးတွေပဲပေးရနော်ဒီပေးတဲ့ဟိုလဲပိုရတဲ့ coin လေးတွေပဲနော်မနေ့တော့ကုန်မထင်နဲ့ကြာ diamond ကတော့နည်းနည်းကျွန်တော်နည်းနည်းရစ်လိုက်မယ်ကြာကျွန်တော်နည်းနည်းကြာမှာဆိုတော့ဘာမှတော့မပေါက်ဘူးကောင်းကြီးလို့ကျွန်တော်အခုဆိုပေါက်နေရတော့ခုနကဝီကိုကတော့ကျွန်တော်မှရှိပြီးသားပေါ့နော်ရုပ်ပုံလေးရောဆိုတော့ကျွန်တော်မှဟို Kini Fat တွေ speed စပယ်ဖတ်တွေတော့မရှိဘူးပေါ့အားလေးတွေပေါက်ချင်တော့နည်းနည်းမစိုးတော့မစိုးပေါ့နော်ပြီးတော့မယ်ဗျကျွန်တော်အခုဆိုကျွန်တော်ပြေးဝိုင်းပေါ့နော်1200တောင်ကျွန်တော်ကြော်ဝိုင်းဆိုတော့ coin ကတူကလဲရမှာ1200တယ်ဆိုတော့ကျွန်တော်တော့ favorite hero ဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ရင်ုံပဲပေါ့နော်ကျွန်တော်ရင်ုံပဲတော့ကျွန်တော်ယူမှာပေါ့နော်ကျွန်တော်ဆရာစကင်တော့ကျွန်တော်ဖန်နီတို့မာတစ်တို့လီဗန်တို့ကျွန်တော်မချိုက်ဘူးကျွန်တော်တော့ရင်ပဲပေါ့နော်အခုဆိုရင်တော့ diamond ဘလောက်ကုန်လဲဆိုရင်တော့ diamond 6100ကိုအခုဆိုတော့4900ပဲရှိတယ်ဆိုတဲ့အတွက်3400လောက်တော့ကုန်တယ်ပေါ့နော်ဒါပေမဲ့ဒီစကင်ကိုဖျားဖျား diamond ဘလောက်ကုန်မလဲဆိုတော့9000ဒီပါလောက်ပေါ့နော်ဒါပါပဲကောင်းကြီးတို့အားလုံးဖြစ်တယ်နော်အဘော